ကိုရီးယားနိုင်ငံတဝန်း zombie virus တစ်မျိုးပြန့်နှံ့ခဲ့ပြီးလူမှုဘဝတွေပျက်စီးသွားပါတယ်။နောက်ဆုံးမှာအစိုးရကကူးစက်မှုမရှိတော့ကြောင်းကြေညာပေမဲ့ဂျောင်ဟွမ်ဆိုတဲ့အဖေတစ်ယောက်မှာတော့ကြီးမားတဲ့လျှို့ဝှက်ချက်တစ်ခုရှိနေပါတယ်။သူ့သမီးဆွယ်ဟာ zombie ဖြစ်နေပြီးသူကအချိန်တော်ကြာဖုံးကွယ်ကာကွယ်ထားခဲ့တာပါ။ဂျောင်ဟွမ်ဟာတရိတ်ဆန်ရုံမှာလေ့ကျင့်ပေးသူဖြစ်ပြီးအကကွမ်းကျင်သူလည်းဖြစ်ပါတယ်။သမီးဆွယ်ကလည်းကပြရတာကိုအယမ်းချစ်ပါတယ်။ zombie ဖြစ်နေတဲ့ဆွယ်ကိုလူသားဘဝပြန်ရစေချင်တဲ့အဖေဟာအကနဲ့လေ့ကျင့်ပေးပြီးသူမရဲ့မှတ်ဉာဏ်တွေကိုပြန်လည်လှုပ်ဆော်ဖို့ကြိုးစားပါတယ်။တနေ့မှာဇွန်ဘီတွေပြန်လည်ပေါ်ထွက်လာပြီးမြို့တစ်မြို့လုံးအကြမ်းဖက်အခြေအနေဖြစ်သွားပါတယ်။ဂျောင်ဟွမ်နဲ့ဆွယ်ဟာအသက်အန္တရာယ်ကြားထဲကထွက်ပြေးရင်းဆွယ်ကိုထပ်မံကိုက်ခံရတာကြောင့်အခြေအနေပိုဆိုးသွားပါတယ်။သို့ပေမဲ့ဂျောင်ဟွမ်ကသမီးကိုမစွန့်လွတ်ဘဲလူတွေမရှိတဲ့နေရာတွေမှာဆက်လက်ကာကွယ်ပြီးလေ့ကျင့်ပေးနေပါတယ်။သိပ္ပံပညာရှင်တွေကဇွန်ဘီဗိုင်းရပ်စ်ဟာမှတ်ဉာဏ်ကိုဖျက်ဆီးပေမဲ့အုံနောက်ကိုလှုပ်ဆော်နိုင်ရင်ပြန်လည်ကောင်းမွန်လာနိုင်ကြောင်းရှာဖွေတွေ့ရှိလာပါတယ်။ဂျောင်ဟွမ်ရဲ့အကလေးကျင့်မှုတွေကဆွယ်ကိုတဖြည်းဖြည်းလူသားဆန်လာစေပြီးနောက်ဆုံးမှာစကားတောင်ပြောနိုင်လာပါတယ်။အဆုံးသတ်မှာစစ်တပ်ကဆွဲကိုတတ်ဖို့ကြိုးစားတဲ့အခါဂျောင်ဟွမ်ကကိုယ်တိုင်အကာအကွယ်အဖြစ်ရပ်တည်ပြီးအသက်ပေးလိုက်ရပါတယ်။သမီးကအဖေလို့ခေါ်နိုင်ခဲ့တဲ့အချိန်မှာလူတိုင်းရဲ့နှလုံးသားကိုထိခိုက်စေခဲ့ပါတယ်။နောက်ပိုင်းမှာဂျောင်ဟွမ်ရဲ့သွေးကဇွန်ဘီကုသရေးအတွက်အရေးကြီးတဲ့တော့ချက်ဖြစ်လာပြီးသမီးဆွဲလည်းပြန်လည်လူသားဘဝရရှိသွားပါတယ်။ဒီရုပ်ရှင်ဟာဇွန်ဘီအကြမ်းဖက်မှုထက်အဖေတယောက်ရဲ့မျှော်လင့်ချက်အချစ်နဲ့ဆွလွတ်မှုကိုအလေးပေးပြထားတဲ့စိတ်ထိခိုက်စရာရုပ်ရှင်တကားဖြစ်ပါတယ်